လေတော့ရေဖီယာရှာပလောင်းလေးပြန်လေကြိုးဆိုပါတယ်ဒီနေ့အိမ်မှာဝဖြီးပွဲလေးလုပ်ဖို့တော့ကိုဖီကမနဲ့ဆက်စောကနေစားပြီးတော့မှချက်ပြုတ်နေတာပေါ့နော်အရင်ဆုံးကြောက်ချော်လေးလုပ်ပါမယ်ဝဖြီးမှာပေါ့နော်အမတွေအမေတွေမောင်နှမတွေစုပြီးတော့မှပေါ့နော်အိမ်မှာဖြီးဖို့တော့ကိုဒီမှာဖီကချက်ပြုတ်နေတာပေါ့နော်တကြားထဲ့တယ်တကြားတော့လေကိုအချိုစားနိုင်တဲ့လောက်ထဲ့ပေါ့နော်ဖေတို့ကတော့အချိုကြိုက်တယ်ဆိုတော့လေတကြားကိုနှုတ်စဘူးနဲ့တဘူးနဲ့တဝက်ထဲ့တယ်ပြီးတော့အဲ့မှာအုံတို့လေးကိုလည်းတေချာစိမ်ပြီးတော့မှပေါ့နော်တေချာချိန်ပြီးတော့မှစိမ်ပြီးတော့ဖြစ်တယ်ချိန်ပြီးတော့မှထည့်ထားတာပေါ့နော်ကဲပြီးတော့လို့ရှိရင်မွေပေးမယ်သူအဆက်မပြတ်လေးမွေပေးရတာပေါ့နော်သူအဲ့မှာအစီလေးတွေဖြစ်တယ်ဆိုတော့လေအဲ့ဒါလေးတွေကိုဖေကတေချာကြည့်အောင်လေးခြေပေးလိုက်တယ်အနည်းဆုံးတော့ကြောက်ချောကျူတဲ့နေရာမှာလေ15မိနစ်လောက်ကျူပေးတော့ကောင်းတော့နော်15မိနစ်နဲ့ဆုံးထားပြီးကျူပေးပါဒီအုံတို့ဘူကလေစီထွက်တယ်တိလားဖေမကြိုက်ဘူးဒီဟာတော့လေဒါပေမဲ့လှုပ်ထားပြီဆိုတော့လေလှုပ်လိုက်တော့ဗောနော်မွေပေးပါမယ်ပြီးရင်ဖရီစီမှာလေဘန်းနေအလွယ်တကူမရှိတဲ့တော့ကိုဖရီကအယောင်လေးတွေနဲ့လိုချင်လို့ပေါ့နော်အဲ့ဒါမှာဇလုံလေးတွေနဲ့ပဲ3ဇလုံခွဲထည့်လိုက်တော့ပေါ့နော်တခါတော့ဘန်းလဲလေအိမ်မှာဝယ်ထားတာမရှိဘူးဆိုတော့အဲ့လိုမျိုးလေးထည့်ပေးလိုက်တယ်အယောင်ကအနီးရဲ့အစိမ်းရဲ့အဝါလေးရဲ့ပေါ့နော်အယောင်လှလှလေးတွေနဲ့စားခြင်းလို့ပါကျမတော့ဒီမှာမွေပေးနေပါတယ်တေချာလေးပေါ့နော်အိုးမကတ်သွားရအောင်အခုလိုမျိုးပွက်လေးစုပြီးအချိန်ကလည်း15မိနစ်ပြည့်ပြီဆိုလို့ရှိရင်တော့ကျမကဒီဟာလေးကိုခုနဇလုံးလေးတွေထဲမှာသွားပြီးတော့မှလောင်းထဲမှာပေါ့နော်အခလေးအိမ်နေတုံးလေးလှုပ်ထားတာပေါ့နော်အခလေးကမထတယ်မနက်7နိုင်ကျော်9နိုင်လောက်ရှိပေါ့နော်သူမထတယ်ဆိုတော့ကျမကမင်္ဂနာအဲ့ဒါလေးကိုလုပ်နေပါတယ်သူထားပြီးဆိုရင်တော့အဲ့မှာသူတစ်ဖက်ကြည့်တစ်ဖက်လှုပ်အဲ့လိုမျိုးပေါ့နော်အဲ့မှာ3စလုံးခွဲထည့်လိုက်တယ်အဲ့လိုမျိုးစလုံးလေးတွေနဲ့ပေါ့နော်အယောင်လေးလှလှလေးစားချင်လို့အိမ်မှာပုံမှန်ဆိုရင်တော့ကြောက်ချောကျူတိုင်းအဖြူရောင်ပဲစားတာများတာပေါ့နော်အခုကလေမိသားစုတွေအမမိသားစုတွေအမေတွေအဖေတွေပြီးတော့ဝုန်းဝဲအမတွေအတော်တွေအကုန်လုံးခေါ်มาဆိုတော့လေလှလှလေးအဲ့လိုမျိုးကလှုပ်ချင်လို့လှလှလေးလှုပ်လိုက်ပါတယ်ဒီမှာ